ရှေ့တစ်ပိုင်းမှာအိမ်ချီရမဲ့အဖိုးကြီးကိုဝိုင်းရိုက်နေကြတဲ့ရမ်းကျယ်မြောင်တို့အဖွဲ့အားတီးမခံနိုင်တော့တဲ့ဂုံးဦးတယောက်ဝူချင်းတားနေတဲ့ကြားကပြေးထိုးခဲ့ပါတယ်။ဂုံးဦးဆောင်းထားတဲ့အုတ်ထုပ်အမှတ်သားကိုမှတ်မိသွားတဲ့ရမ်းကျယ်မြောင်ဟာဓာတ်နဲ့ထုတ်ထိုးဖို့ကြံနေစဉ်ဝူချင်းပြေးကန်လိုက်တာမို့ထွက်ပြေးသွားကြပါတယ်။သွေးထွက်လွန်နေတဲ့အဖိုးကြီးကိုကယ်ဖို့လူနာတင်ကားပါခေါ်ပြီးဟိုးလေးတကြော်ဖြစ်စေခဲ့တဲ့ဂုံးဦးကြောင့်ပထမဆုံးအလုပ်ဝင်တဲ့ရက်မှာတင်အလုပ်ပြုတ်ဖို့ဖြစ်သွားပါတယ်။စကားမပြောတတ်တဲ့ဂုံးဦးရဲ့ကိုစားဝူချင်းကပဲတောင်းပန်ခြင်းတဲ့အကြောင်းဖုံးပြဆက်ခဲ့တာမို့စာအုပ်ဆိုင်မှာလာတွေ့လို့ဆိုပါတယ်။သူမှန်တာကိုလောက်ခဲ့ပေမဲ့ကြောင်းကျူအပြစ်မြင်နေတာကိုနားမလဲတဲ့ဂုံးဦးဟာအလုတ်လုံနေတဲ့အမြင်နဲ့ကြည့်ရင်တားမြစ်ထားတဲ့ကိစ္စကိုလုံးမိသွားတာမို့ရှေ့လျှောက်ဂယုစိုက်ကြမယ်လို့အားပေးလိုက်ပါတယ်။ဒီလိုနဲ့ရောင်းကျူစီလိုက်သွားကြတဲ့အခါပေးတော်မထိုင်ပဲရမ်းကျယ်မြောင်းနဲ့ရန်ဖြစ်လာတာမို့အလုတ်ဆက်လုပ်ဖို့မဖြစ်နိုင်တော့ဘူးလို့စီပြောပါတယ်။သူမ6လတိုင်တိုင်စူးစမ်းရှာဖွေထားပြီးမှနောက်ရောက်ခံလိုက်နေမှရိပ်မိသွားတဲ့ရမ်းကျယ်မြောင်းဟာထပ်မံခြေရဖျောက်သွားနိုင်ပြီမို့အော်ဟစ်အပြစ်တင်နေတဲ့အတွက်ဝူချင်းနဲ့ရန်ဖြစ်ကြပါတယ်။ဒါကိုစကားနဲ့တဲ့ဂုံးဦးကပဲကြားဝင်ပြီးအလုတ်ဆက်မလုပ်ရလဲတထေးချွဲရဲ့ပတ်စံကိုသူပြန်ဆက်မှာဖြစ်ပေမဲ့သူရှင်းပြတာကိုနားထောင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ပြီးတော့မျက်နှာကအမာရွတ်ကိုပြကအဲ့ဒီ Smile Capital ရဲ့ခေါင်းဆောင်ကသူ့မျက်နှာကိုလှီးသွားတာကိုခံခဲ့ရပြီးအကယ်၍သူ့မျက်စိရှိမှမတရားတာမြင်လိုက်ရမယ်ဆိုရင်သူ့မျက်နှာကိုလှီးသွားသူထက်တောင်ပိုဆိုးအောင်လုပ်မိမှာလို့ရှင်းပြပါတယ်။ဒါကြောင့်သူအေးသွားတဲ့အချိန်မှာသူတို့နဲ့အလုပ်တွဲလုပ်ဖို့ကိစ္စတေချာစဉ်းစားပေးပါအောင်လို့တယိုတသေးတောင်းပန်ရင်ထွက်သွားပါတယ်။စိတ်ပြက်လက်ပြက်နဲ့အပြင်ထွက်လာရင်တဏီကုံဘာမှမစားရသေးတာကြောင့်တခုခုသွားစားမယ်စီစဉ်လိုက်တော့လေကိုဗစ်ကာလမို့စိုင်းနေပိတ်လောက်ပြီဆိုတဲ့အတွက်စိတ်ညစ်သွားပါတယ်။ဒီအချိန်နှစ်ယောက်စလုံးရဲ့ဖုန်းအတွင်းရောင်းကျူထံကစာဝင်လာပြီးသူမလွန်သွားတဲ့အတွက်တောင်းပန်ကြောင်းနဲ့မနက်ဖြန်10 နာရီပြန်တွေ့ကြမယ်လို့ပို့လာတာကြောင့်ပျော်ရွှင်သွားကြပါတယ်။ဂေါ့ဖ်ချိုင်နေတဲ့ကင်ချယ်မင်းထံရမ်းကျယ်မြောင်းရောက်လာပြီးသူတို့နောက်ရောက်ခံတိုက်ခိုက်ခံရကြောင်းသတင်းပို့ပါတယ်။ငယ်ရွယ်ပြီးတိုက်ရိုက်ခိုက်ကောင်းတဲ့လူဟာသူတစ်ချိန်ကငွေချေးဘူးတဲ့လူစီကဖြစ်မဲ့ထင်တယ်လို့ပြောတဲ့အခါဘယ်မှာငွေချေးခဲ့ဘူးတာလဲလို့မေးလိုက်ပါတယ်။ဝူချင်းတို့ကတော့မနေ့ကရှုပ်ခဲ့တဲ့ကိစ္စကိုရောင်းကျူထံရှင်းပြနေပြီးအိမ်ချေရမဲ့တယောက်ရဲ့ ID ကတ်ကနေချင်းငွေဘယ်လောက်ရနိုင်လဲမေးတဲ့အခါဗန်စာအုပ်တူတစ်ခုကို300ခန့်ရနိုင်တယ်ဆိုတာကြောင့်တညကိုလူ10ယောက်လောက်ရှာနေတဲ့ရမ်းကျယ်မြောင်းတို့အလုပ်ကိုအထင်ကြီးသွားပါတယ်။ဒီလိုလိမ်လည်မှုကိုငွေထုတ်ချေးလိုက်ရတဲ့အတိုးရှင်တွေကတရားမဝင်အလုပ်မှုရဲကိုလည်းမတိုင်ရဲကိုယ်တိုင်လည်းပြန်မတောင်းရကြတဲ့အတွက်ထိုအကျွေးရှင်တွေပြန်မတောင်းရတဲ့ငွေကိုရမ်းကျယ်မြောင်းစီကပြန်ယူပြီးကော်မရှင်ယူတာကသူမအလုပ်လို့ရှင်းပြပါတယ်။ဒီအချိန်သူတို့ရှိရထက်လူ2ယောက်ရောက်လာတာမို့တကားရီမီးတွေကိုအလင်းမြန်ပိတ်ပြီးစောင့်ကြည့်နေပါတယ်။ရမ်းကျယ်မြောင်းနဲ့ Smile Capital Driver တို့2ယောက်ဟာစာအုပ်ဆိုင်တကားကိုကန်ဖွင့်ရင်တကယ်လုံးကြုံအောင်တိစောက်ထားတာမို့ဆက်နဲ့ဖြူမရမယ်လို့ရေရွတ်လိုက်ပါတယ်။ပြီးတော့ CCTV ကိုမြင်တဲ့အခါအချိန်တော်ကြာစိုက်ကြည့်ရင်ပြန်ထွက်သွားကြပါတယ်။ဒီတော့မနေ့ကဒီကိုပြန်လာစဉ်ကနောက်ကဘသူပါလာလဲစစ်ကြည့်သေးလားလို့မေးတဲ့အခါသူတို့ဘတ်ကားနဲ့ပြန်လာတာဖြစ်ကြောင်းပြောရင်နောက်ကလိုက်လာတဲ့ဆိုရင်ဘာလို့ညကလေးကမတိုက်ခိုက်တာလဲလို့ဝူချင်းကမေးခွန်းထုတ်ပါတယ်။ပြီးတော့တခါတည်းရှင်းချင်းအုပ်စုလိုက်ကြီးခေါ်လာလို့ရရတဲ့နဲ့အခုပုံစံအရဆိုဘသူဘယ်ဝါမှမသိပဲလာစစ်သေးတာဖြစ်နိုင်တယ်လို့ယူဆပါတယ်။ဘယ်ကဘလို့ရိပ်မိမှမသိဘူးလို့တွေးနေတော့စကားတစ်ခုမှဝင်မပြောတဲ့ဂုံးဦးကသူဆောင်းထားတဲ့အုတ်ထုပ်ကြောင့်မှတ်မိသွားတာဖြစ်နိုင်ကြောင်းသဘောပေါက်သွားကြပါတယ်။တကားကိုကန်ကြည့်တာကလည်းအခြားအခန်းတွေလိုအလူမီနီယံနဲ့မဟုတ်ပဲတေချာခိုင်ခန့်တဲ့ပစ္စည်းနဲ့အော်ဒါမှာထားတဲ့တကားမို့နောက်တစ်ခေါက်ပြန်လာနိုင်ကြောင်းတွေးနေစဉ်တထေးချွဲတို့ရောက်လာပါတယ်။ CCTV ကနေစောင့်ကြည့်နေခဲ့တာမို့ကားဖြူတဲ့လူတွေလာသွားတဲ့ကိစ္စမေးတဲ့အခါဂုံးဦးကသူ့အမားကြောင့်ပါလို့တောင်းပန်လိုက်ပါတယ်။ဖျောင်းကျူကတော့သူတို့2ယောက်ကသူမကိုကာကွယ်ခဲ့တာသာဖြစ်ပြီးတကယ်တမ်းဖြန့်ချလိမ့်လည်နေတဲ့ရမ်းကျယ်မြောင်းကိုအခုထိလက်ပိုက်ကြည့်နေတဲ့သူမအဖိုးဖြစ်သူကိုပြဿနာရှာရင်စကားများကြပါတယ်။ပြီးတော့ဂုံးဦးရဲ့မျက်နှာတန်ရာကိုပြခိုင်းလိုက်ပြီးရမ်းကျယ်မြောင်းနဲ့ Smile Capital တို့လက်ချက်ကြောင့်အင်အားနဲ့သူတော်တော်များများဟာဒီလိုအနိုင်ကျင့်ခံလိုက်ရတဲ့အတွက်အတိုးမြူပဲချင်းငွေပေးနေုံနဲ့လောကကြီးကိုကိုညင်နေတာမဟုတ်ကြောင်းထောက်ပြပါတယ်။ဒီတော့မှဂုံးဦးရဲ့မျက်နှာကိုဘသူလှုပ်သွားလဲမေးတဲ့အခါမျက်နှာကိုမသိပေမဲ့ဘယ်ဘက်ပါမှဓာတ်တက်ရလို့အမာရွတ်ရှိတဲ့ကြောင်းဖြေလိုက်တာကြောင့်အဖိုးကြီးတွေအတွေးများသွားကြပါတယ်။တရားကျူတို့3ယောက်ကိုအိမ်ပြန်ခိုင်းလိုက်ပြီးသူ့လက်ထောက်ကို Smile Capital ရဲ့ CEO ကခင်မြောင်းခင်များဖြစ်နေမလားလို့စုံစမ်းခိုင်းလိုက်ပါတယ်။အပြင်ရောက်လာတော့ဝူချင်းကသူတို့ကိုအကိုကြီးလို့သတ်မှတ်ခဲ့တဲ့ရောင်းကျူကိုဂျူဂျူလို့ခေါ်ရင်မိသားစုလိုနေကြရအောင်လို့ပြောလာပါတယ်။မိတ်ဖြစ်ဆွေဖြစ်သူတို့ထမင်းဝက်ကျွေးရမယ်ဆိုတာကြောင့်ဈေးသက်သာဆုံးဘူဖေးဆိုင်ကိုခေါ်သွားပါတယ်။ဂုံးဦးနဲ့ဘယ်တော့ကရင်းနှီးခဲ့တာလဲမေးတော့အချိန်ကအထီးကမဟုတ်ပဲအခြေအနေချင်းတူရင်ဘတ်ချင်းနှီးတဲ့အတွက်ညီကိုလိုရင်းနှီးသွားကြောင်းရှင်းပြပါတယ်။အသားရွေးပြီးပြန်လာတဲ့ဂုံးဦးတယောက်အကင်ပန်းကိုအပူမပေးထားတဲ့ဝူချင်းနဲ့စကားများနေစဉ်ဖျောင်းကျူကပဲ gas ကိုဖွင့်ရင်စကားဆောင်ပြောပြကြပါတယ်။ငယ်ဘဝမှာကြောရိုးကိစ္စခံစားခဲ့ရတဲ့ဖျောင်းကျူတယောက်ကံကောင်းစွာနဲ့ကိစ္စပြောက်သွားတော့လဲဖခင်သိဆုံးခဲ့ပြီးမိဘမဲ့ခေယာတစ်ခုကိုရောက်သွားပါတယ်။ဝါဝလင်လင်မစားရတဲ့ကလေးတယောက်မို့ခေယာကထွက်ပြေးရင်အပြင်မှာတောင်တင်နေရာကနေ18နှစ်အရွယ်မှာခေယာအသစ်ကိုရောက်သွားပြီးတထေးကျွဲကကိုခန့်ပညာဂျပန်ဓာတ်တိုင်းနဲ့ဆိုင်ကယ်စီးတာကအစတင်ပေးပြီးမြေးရင်လို့ဆောက်ရှောက်ခဲ့ကြောင်းပြောပြပါတယ်။ဒီလိုနဲ့သူတို့3ယောက်ဟာငယ်ပေါင်းကြီးပေါ်တွေလို့တဖြည်းဖြည်းအသားကျရင်းနှီးလာပါတော့တယ်။
အသက်ဆောင်နေတဲ့ဟိုတယ်ကိုကြည့်နေသူခင်မြောင်းကြီးကအပေါ်ဆုံးထပ်မှာလောင်းကစားရုံဖြစ်အောင်ထည့်ပြီးအဲကန်ပါတဲ့ဟိုတယ်မှာအပျော်ပါးဖန်တီးပေးရမယ်လို့ဆိုပါတယ်ပြီးရင်တော့ထိုအခန်းကိုမှတ်တမ်းယူထားပြီးတရားမဝင်လောင်းကစားလုပ်နေတဲ့တပ်တိကိုရဲလက်အခါနာမည်ပြတ်နဲ့ရောင်းမရတော့တဲ့ဟိုတယ်ကိုထိတ်ဆုံးကနေဖြိုချပစ်မယ်လို့အကြံကြီးစွာဖွင့်ပြောနေပါတယ်အဲ့ဒီနောက်ရေသေးကုန်ရောက်လာတဲ့ဒရိုက်တာဟုံးကိုဝိုင်းဖန်းကရဲနဲ့ညီကိုတော်တယ်ဆိုတိုင်းအရိုင်းဆိုင်တွေကိုကြောင်ပိတ်ရရင်ပြန်ကြိုက်တဲ့ကြောင်ပညာပေးထားတာကိုဗီဒီယိုရိုက်ပြီးခင်မြောင်းကြီးထံပို့လိုက်ပါတယ်Smile Capital CEO ကခင်မြောင်းကြီးမှတိလိုက်ရသူတထေးချွဲဟာတချိန်ကသူ့အတိတ်ကိုပြန်ရောက်သွားပါတယ်။ထိုစဉ်ကကိုရေးကိုတာအခက်ခဲတွေကြောင့်ငွေတိုးချေးစားတဲ့ကုမ္ပဏီကိုပိတ်သိမ်းပြီးသူ့ငယ်သားတွေကိုလာသာတစ်နှစ်စာတွေရောပေးခဲ့ပါတယ်။သူ့အလုပ်သမားတွေထဲမှာတော့မုန်းကွမ်အပြင်ခင်မြောင်းကြီးလည်းရှိနေပါတယ်။ညနာတကောင်ကြီးအိမ်မရဖြစ်နေသူချွဲတဲ့ဦးထံလုံခြုံရေးကဖုန်းဆက်လာပြီးရုံးခန်းထဲကိုတခိုးဝင်နေရလို့အကြောင်းကြားတာကြောင့်လိုက်သွားပါတယ်။ယခုခင်မြောင်းကြီးရဲ့လက်ပါစီလူတန်ကြီးအင်မွန်နဲ့မိကန်တက်တာကိုခိုးပွင့်နေတဲ့လူနှစ်ယောက်ဟာမိနစ်40ခန့်အကြာမှာဖွင့်နိုင်ခဲ့ပြီးပတ်သက်နေအပြင်ဝန်တန်း1000တန်စာချုပ်ကိုပါခိုးယူနေပါတယ်။ချွဲတဲ့ကိုရောက်လာတော့လုံခြုံရေးစီကလက်ကင်တုပ်ကိုငှားပြီးတယောက်တည်းဖြည့်ရှင်းမှုကြိုးစားပါတယ်။တခိုးနှစ်ယောက်ကိုအနာယူဆုံးမကဘသူခိုင်းတာလဲလို့မေးနေစဉ်နောက်ကရောက်လာတဲ့ခင်မြောင်းကြီးကခါးကိုဓာတ်နဲ့ဝင်ထိုးပါတယ်။ကြိုးစားခုခံခဲ့ပြီးခင်မြောင်းကြီးရဲ့မျက်နှာကိုဓာတ်နဲ့ပြန်လှီးနေချိန်လူတန်ကြီးခံရင်ဘုံကသူ့ကိုတိုက်အောင်ပစ်ချလိုက်ပါတော့တယ်။ငွေတွေစာချုပ်တွေအိတ်ထဲထည့်ပြီးပြန်ထွက်လာသူအင်ဘုံဟာတိုက်အောင်ပြုတ်ကျသွားတဲ့ချွဲတဲ့ဦးရဲ့အလောင်းကိုမတွေ့တော့တာကြောင့်ထိတ်လန့်သွားပါတယ်။သူ့ကိုလှုပ်ကြံပြီးငွေတွေခိုးယူကရုံးခန်းကိုပါမိရှို့သွားတဲ့ခင်မြောင်းကြီးအကြောင်းတွေးနေစဉ်တစ်ချိန်ကလုံခြုံရေးလုပ်ခဲ့မှုတဲ့အသက်သခင်ကျေးဇူးရှင်ကားဆရာကြီးကလာခေါ်တာကြောင့်အသိပြန်ဝင်လာပါတယ်။အိမ်ကိုပြန်သွားတော့ရမ်းကျဲမြောင်းကိုအပြစ်ပေးဖို့ပြောနေသူဟျောင်းကျူကိုလည်းအန်ရများတဲ့ခင်မြောင်းကြီးနဲ့မပတ်သက်ချင်တာကြောင့်နောက်ရောက်ခံဆက်မလိုက်ဖို့နဲ့စာအုပ်ဆိုင်ကိုလည်းနေရာရွှေ့ဖို့မှာပါတယ်။အိုမင်းပြီးပင်မချင်းနဲ့နေပြီဖြစ်တဲ့သူ့အတွက်ဟျောင်းကျူကိုလွှဲစရာရှိတာတွေလွှဲခဲ့ပြီးအေးချမ်းချမ်းနေသွားချင်တာကြောင့်သူ့ဆန္ဒကိုလိုက်ရောရန်တောင်းဆိုခဲ့ပါတယ်။သူများပတ်စံခိုးယူပြီးစိုင်းကြီးကြီးမှာဘရင်လိုနေပြီဖြစ်တဲ့ခင်မြောင်းကြီးတယောက်ငွေကြီးမတိငိမ့်တဲ့ခေတ်မှာရွှေနဲ့ကစားရမယ်ဆိုတဲ့တထေးရောင်ချွဲတဲ့ဦးရဲ့လမ်းစဉ်အတိုင်းကြံစီနေပါတယ်။ဒါကြောင့်ရလာသမျှအရင်ဒီကိုတချောင်းဝန်တန်း900တန်နဲ့ရွှေတွေအဖြစ်ပြောင်းကတီးတန်းစုဆောင်နေပြီးဒီလောက်ပမာဏနဲ့ဆိုအင်မောနဲ့အတူ BNN မှာတသက်လုံးထိုင်စားလောက်မှာဖြစ်ကြောင်းခေါ်ပြပါတယ်။အလုံးမရှိတော့လို့စားစရာဆိုင်မဲ့လိုက်ချနေတဲ့ဟျောင်းကျူတို့3ယောက်သာစားနေကြဆိုင်ကိုရောက်လာတော့အားလုံးကဖြိုဖျက်ခံထားရပြီးငွေတိုးချေးစားတဲ့သူတွေလက်ချက်လို့သိလိုက်ရပါတယ်။လောက်သွားတဲ့အကျွေးရှင်ကိုဝူချင်းကဆက်သွယ်ပြီးတော်ယုံမဲလှုပ်ဖို့ပြောတဲ့အခါဝန်တန်း900အလိန်ခတ်လိုက်ရလို့သူ့ငွေတွေအတင်းပြန်တောင်းနေကြောင်းသိလိုက်ရပါတယ်။အိမ်ချေရမဲတယောက်ရဲ့ ID နဲ့လိမ်လည်သွားတာကြောင့်ရမ်းကျဲမြောင်းလက်ချက်မှန်သိကြသွားပြီးသူမိခင်ဆိုင်လည်းဒီလိုအဖြတ်ခံလိုက်ရတာမို့ကိုချင်းစာတဲ့ဂုံးဦးကရမ်းကျဲမြောင်းကိုတေချာပေါက်တားမှဖြစ်တော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။အန်ရများသူတွေမို့ဝေးဝေးနေရန်တထေးချွဲကမှာထားပေမဲ့ငွေရှာခြင်းနဲ့ရောင်းကျူနဲ့အကျွေးပတ်လက်ဝိုင်းနေတဲ့ဝူချင်းတို့3ယောက်သာကိုယ့်တဘောနဲ့ကိုတိုင်မဲ့ဆုံးဖြတ်လိုက်ကြပါတယ်။အဲ့ဒီနောက်တောက်စားပြီးခွေနေကြတဲ့ရမ်းကျဲမြောင်းတို့အတိုက်ကိုရောက်သွားတဲ့အခါကြိုတင်စီစဉ်ထားတဲ့သူတွေမို့တစ်ဖက်ကိုဆက်သွယ်လိုက်ကြပါတယ်။ဒါကိုမရိပ်မိလိုက်တဲ့ရောင်းကျူတို့ဟာမြားခေါ်သွားတဲ့ရမ်းကျဲမြောင်းတို့နောက်ကိုလိုက်သွားကြပါတယ်။ပုံမှန်အတိုင်းမြေအောက်ပူတာကိုဆင်းသွားတာမို့ဝူချင်းတို့2ယောက်ကဆင်းလိုက်သွားပြီးဟျောင်းကျူကအပြင်မှာစောင့်နေပါတယ်။တက်ကွင်းနဲ့ဝင်သွားပြီဖြစ်တဲ့ဝူချင်းတို့2ယောက်ကိုရမ်းကျဲမြောင်းကစိန်ခေါ်ထုတ်နေပြီးဒုတ်ကိုစီကင်ထားတဲ့လူအုပ်ကြီးကိုမြင်လိုက်ရတဲ့ဟျောင်းကျူတယောက်သူ့အဖိုးထံလှမ်းဆက်သွယ်လိုက်ပါတယ်။ဘူရာအတွင်းကဂုံးဦးတို့2ယောက်ဟာတန်တုတ်ကိုစီနဲ့လူရောက်30ကိုမဖြစ်မနေရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ရှေ့တစ်ပိုင်းမှာတန်တုတ်တွေနဲ့ဝိုင်းရံလာတဲ့လူရောက်30ခန့်ကိုပြေးပေါင်းမရှိတော့တဲ့ဂုံးဦးတို့2ယောက်ကရင်ဆိုင်ဖို့ပြင်လိုက်စဉ်ဂုံးဦးကိုမှတ်မိသွားတဲ့ခင်ဂျုံမင်းတယောက်ကော်ဖီဆိုင်လိပ်စာကိုလှမ်းတောင်းနေပါတယ်။အနီးကတိုက်ခိုက်ရမှာကျွမ်းကျင်တဲ့လက်ဝိတ်သမား2ယောက်ဟာလူမိုက်တွေရဲ့တန်တုတ်တွေကြားထဲရားတလောက်ပြန်ခုခံနေကြပါတယ်။ကြောင်ပိတ်ပြီးရိုက်ခံနေရတဲ့ဂုံးဦးကိုမြင်လိုက်ရတဲ့ဝူချင်းတယောက်ဝင်ကူညီပေးခဲ့ပေမဲ့သူပါအရိုက်ခံလိုက်ရပါတယ်။တယောက်နဲ့တယောက်အပြန်အလှန်ကူညီရင်းပင်မလာတဲ့2ယောက်ဟာပါဇက်ကသာអော်နိုင်တော့ချိန်30ချိုတုံးနဲ့ရောက်လာသူဟျောင်းကျူကဒုံးနဲ့ရိုက်လိုက်ကျင်သက်နဲ့တိုးလိုက်နဲ့ဝင်ကူညီတာမို့မောင်နှမ3ယောက်ပြန်လဲအသာရသွားပြီးထိုနေရာကထွက်ပြေးခဲ့ကြပါတယ်။အိပ်ပျော်နေတဲ့ဂုံးဦးရဲ့အမေဟာတကားဖွင့်တန်ကြောင့်သူ့သားပြန်ရောက်လာပြီးအထင်နဲ့ထားကြည့်ရင်အချိန်မီရိပ်မိလိုက်တော့လဲကျူးကျော်လာသူတွေကမေ့သေးပေးကဖမ်းခေါ်သွားကြပါတယ်။အပြင်ပြန်ထွက်လာတော့ရမ်းကျဲမြောင်းတို့ထံမတ်တက်ထားတဲ့လူတယောက်ရောက်လာပြီးကြံ2ယောက်ကိုဓာတ်တက်လက်နဲ့မတည်နိုင်တဲ့နေရာတွေထံထိုးနေစဉ်ရမ်းကျဲမြောင်းကထွက်ပြေးသွားပါတယ်။နောက်ကလိုက်လာတဲ့ထူလူကြောင့်ဂုံးဦးရဲ့အမေကိုပစ်ချပြီးထွက်ပြေးသွားတဲ့ရမ်းကျဲမြောင်းရဲ့နောက်ကျောကိုဓာတ်နဲ့လိုက်ထိုးကအပြေးတန်နဲ့ကလိန်ကကြည့်ရဲ့ဖနှောက်ကျော်နှစ်ဖက်စလုံးကိုလှိဖြတ်ပစ်ခဲ့ပါတယ်။ဆိုင်ကန်နဲ့ရောက်လာပြီးမြေအောက်ပူတာကိုလာစစ်ဆေးတဲ့လူတယောက်ဟာဖယိုဖျဲဖြစ်နေတဲ့လူမိုက်တွေကိုမြင်တာနဲ့ပြန်ထွက်သွားဖို့ပြင်နေတဲ့ဇရားလာရှုပ်တဲ့ဘဲတပွေကိုပုံစံပေးခဲ့လိုက်ပါတယ်။လူမိုက်တွေဝိုင်းရိုက်တာခံရလို့ညှဉ်းညူပြီးဆေးထည့်နေကြတဲ့2ယောက်ကိုဟျောင်းကျူကထိုင်ယူနေပါတယ်။ဒီအချိန်ဂုံးဦးရဲ့အမေကငိုကြိုကဖုန်းဆက်လာပြီးလူတယောက်ကစကားပြောချင်တဲ့ဆိုတာနဲ့နားထောင်လိုက်တဲ့အခါတထေးချွဲကမင်းတို့ဘယ်မှာလဲလို့မေးပါတယ်။အိမ်ကိုရောက်သွားတော့ထိတ်လန့်နေတဲ့မိခင်ကိုဘာတွေဖြစ်ခဲ့တာလဲမေးနေတော့တထေးချွဲစောင့်နေတယ်ဆိုတာနဲ့သွားတွေ့ပါတယ်။ဒေါသတကြီးထိုင်ခိုင်းလိုက်ပြီးသူ့မိသားစုလိုဖြစ်နေတဲ့ကလေးတွေကို
အန်ရများတဲ့ပွဲမှာဝင်မပါပဲသူတို့လူကြီးချင်းဖြစ်ရှင်းမှာမို့ငြိမ်ငြိမ်နေကြရန်ထပ်မှာပါတယ်။ဝူချင်းတို့နှစ်ယောက်ကိုအရင်ပြန်လွှတ်ပြီးသူ့မြေကိုထပ်မပတ်သက်ဖို့နဲ့ဂုံးဦးတို့သားမိကိုအိမ်ပြန်မလွှတ်ပဲနားနေဆောင်မှာနေရာချပေးဖို့မှားလိုက်ပါတယ်။အဲ့ဒီနောက်ရမ်းကျယ်မြောင်းကိုမိမိရရဆုံးမခဲ့တဲ့ရန်ချောင်းဆိုသူကိုဘာဆက်လုပ်ရမလဲအကြံဉာဏ်တောင်းတဲ့အခါရခင်ကတည်းကဖြစ်ရှင်းတဲ့ကိစ္စမှုဂျူယောင်းနဲ့အတူပူးပေါင်းကသူဖြစ်ရှင်းပေးနိုင်တယ်လို့ဆိုပါတယ်။တထေးချွဲတဲ့ဟိုတယောက်သူ့မိကန်တစ်တာထဲမှာတင်ထားတဲ့တနက်ကိုထုတ်ယူပြီးပြစ်ကြည့်ဖို့ကြိုးစားနေပါတယ်။ဂင်မြောင်းကြီးကအပြက်ရှင်ဖို့လွတ်လိုက်တဲ့သူ့လူတွေကိုသေးုံရောက်အောင်လှုပ်လိုက်သူအကြောင်းလာမေးနေပါတယ်။အပြေးမြန်ပြီးဆူရှီဆိုင်မှာသုံးတဲ့ဓာတ်မျိုးနဲ့သူတို့အရွတ်တွေအကြောတွေကိုလှိပြက်ခဲ့သူအကြောင်းပြောပြလိုက်ချိန်မှာတော့ဂင်မြောင်းကြီးတယောက်အဖြေရပြီးထွက်သွားပါတယ်။စိတ်ဝင်စားစရာကောင်းလာတဲ့ရန်ပွဲအတွက်သူအားကိုးရသောအင်မွန်းကိုခေါ်ပြီးအစည်းအဝေးလုပ်ဖို့မှာလိုက်ပါတယ်။ဆူရှီဆိုင်ပါရှင်ရန်ချောင်းဟာသူ့ဆိုင်ကိုတပည့်တယောက်နဲ့လက်လွဲခဲ့ပြီးပြဿနာတွေကိုအတူဖြေရှင်းမဲ့တငယ်ချင်းဟောင်းဂျူယောင်းနဲ့တွေ့ပါတယ်။အာရလုပ်ငန်းစုကြီးကတိစောက်နေတဲ့ဟိုတယ် project ဟာဂင်မြောင်းကြီးပိုင်နဲ့ Spine Capital ထံကချေးငွေယူပြီးတိစောက်ခဲ့ရတယ်ဆိုတာကပုံမှန်မဖြစ်နိုင်တဲ့ကိစ္စမျိုးနားမလည်ဖြစ်နေကြပြီးဘာပဲဖြစ်ဖြစ်ကလေးတွေအတွက်ရန်သူတော်ဟောင်းကိုလက်စားချေခွင့်ရတော့မှာဖြစ်ပါတယ်။တချိန်ကတထေးချွဲတဲ့ဦးရဲ့လက်အောက်မှာဓာသမား9ယောက်ရှိခဲ့ပြီးတော်ယုံကိစ္စတည်တည်လေးတွေမှာဝင်မပါကြပေမဲ့ဂိုင်းချင်းချင်းဖြစ်ရှင်းရမယ့်အရေးကြီးချိန်တွေမှာဆိုရင်တရက်တည်းတညတည်းနဲ့ရရဆက်ဆက်ဖြစ်ရှင်းနိုင်ကြသူတွေဖြစ်ပါတယ်။ထိုလူတွေကြောင့်ပဲတထေးချွဲရဲ့ဂိုင်းကိုတော်တော်များများကလက်ဆောင်ခဲ့ကြတဲ့အတွက်စီးပွားရေးဟာတကယ်ကိုကောင်းမွန်ခဲ့ပါတယ်။ချွဲတဲ့ကိုအနားယူသွားချိန်မှာအဲ့ဒီဓာသမားတွေကိုကြောက်တဲ့ဂင်မြောင်းကြီးတယောက်ဂိုင်းနှစ်ခုကိုအတုံးချပြီးဓာသမား9ယောက်ကိုအရင်ရှင်းခဲ့ပေမဲ့2ယောက်ကလွတ်မြောက်သွားပါတယ်။ထို2ယောက်ကတော့ရန်ချောင်းနဲ့ဂျူယောင်းတို့ပဲဖြစ်ပြီးတထေးချွဲရဲ့ဘဲလက်ယုံညာလက်ယုံအဖြစ်အထူးကျွမ်းကျင်လာသူတွေလို့တခုတ်တရချီကျူးနေပါတယ်။တွန်းလူမိုင်းတစ်ဖွဲ့လုံးကိုအမောက်သိပ်ခဲ့တဲ့ကလေး3ယောက်နောက်ွယ်မှာကျင်းသိပေါချွဲတဲ့ကိုရှိနေမှာဖြစ်ပြီးတထေးချွဲပိုင်တဲ့ဘီလီယံ50ကိုအင်ဘွန်းတို့ကအရယူရန်ခိုင်းစေလိုက်ပါတယ်။ချွဲတဲ့ဟိုတို့လူတစုက Smile Capital ရဲ့အဓိကထောက်တိုင်တွေဖြစ်တဲ့ Driver ဂင်ဂျွန်မင်းနဲ့ရဲတက္ကသိုလ်ကျောင်းသားဟောင်းအင်ဂျန်တိုတို့နောက်ကိုအရင်လိုက်နေကြပါတယ်။တယောက်တည်းသွားလေးမရှိတဲ့ဂင်မြောင်းကြီးကိုတော့စိတ်ရှည်စွာစောင့်ရအောင်မှဖြစ်ပါတယ်။သူ့ကိုပြတင်းပေါက်ကပစ်ချခဲ့တဲ့နွားလုကောင်အင်မွန်းချောင်းကိုတော့ဘာမှမသိရသေးပါဘူး။ဂျူယောင်းနဲ့ရန်ချောင်းတို့နှစ်ယောက်ဟာသူတို့ရွေးချယ်ထားတဲ့တားကောင်အသီးသီးကိုအမဲလိုက်မဲ့အစီအစဉ်စနေကြပါပြီ။အဖိုးပြစ်သူကစားအုပ်ဆိုင်မှာငွေတွေကိုရွှေ့ဖို့အမိတ်ပေးထားတာမို့ရောင်းကျူတို့3ယောက်သားနားနေအိမ်ကထွက်လာကြပါတယ်။စားအုပ်ဆိုင်ထဲဝင်လာချိန်မှာတော့သူတို့နောက်ကိုတန်တုတ်တစ်ချောင်းကင်ထားတဲ့လူတစ်ယောက်နောက်ကလိုက်လာပါတယ်။ငွေအများပြားကိုကားထံတပုံးချင်းစီတည်ယူဖို့ဆိုအချိန်ကြာမှာမို့မြေအောက်ထပ်မှာတွန်းလဲဆင်းယူသူဝူချင်းတို့နောက်ကိုလည်းလူတစ်ယောက်လိုက်လာပြီးတကားကိုလော့ချလိုက်ပါတယ်။ဒါကို CCTV ကလမ်းမြင်ပြီးတတိပေးဖို့ပြေးသွားတဲ့ဟျောင်းကျူကိုဂျန်တိုကတန်တုတ်နဲ့ရိုက်ခါသူ့ကျင်စန်းနဲ့သူပြန်တို့ပြီးဖမ်းဆီးလိုက်ပါတယ်။ဂုံးဦးတို့စီလိုက်လာသူကတော့လူထွားကြီးအင်ဘုံမဲ့ဖြစ်ပြီးမိမိရရဆုံးမခံရရဘူးသူဂုံးဦးတယောက်အိမ်ကိုချွတ်ခါအချုံးမခံရသေးနဲ့လို့တတိလန်ပေးလိုက်ပါတယ်။ Professional လက်ဝဲသမား2ယောက်ရဲ့လက်သီးတံတွေအားကောင်းကောင်းခံနိုင်တဲ့အင်ဘုံကိုရသမျှနီးနဲ့ညီညွတ်စွာတိုက်ခိုက်နေပေမဲ့အပြုံးကြီးမပြတ်တာကြောင့်မြန်ထိုးပြီးရှောင်ထွက်ဖို့စဉ်းစားလိုက်ပါတယ်။ထိုနီးစနစ်ကအလုတ်ဖြစ်သွားတာကြောင့်ရှောင်ချိန်တော့မရတော့ပဲအင်ဘုံဟာတွေ့ရလက်နက်နဲ့တိုက်ခိုက်ပါတော့တယ်။တစ်ဖက်မှာလက်ထိတ်ခတ်ပြီးအဖမ်းခံရတဲ့ဟျောင်းကျူတယောက်သူမကိုပခုံးပေါ်ထမ်းထားတဲ့ဂျန်တိုရဲ့ကြောကိုကိုက်ကထွက်ပြေးရင်သုံးနေကြဒုတ်ကိုအသင်ပြင်လိုက်ပါတယ်။မိန်းကလေးဆိုပြီးအထင်သေးလိုက်မိတဲ့ဂျန်တိုဟာဟျောင်းကျူရဲ့ဒုတ်တွေကန်ချက်တွေကြောင့်သတိလစ်သွားပါတယ်။ဝူချင်းကိုဂေါ်ပြားနဲ့အဆုံးသတ်ဖို့ကြိုးစားနေတဲ့အင်ဘုံအားဂုံးဦးတယောက်သူ့ရဲ့အပြင်းဆုံးဆိုတဲ့ညာဘက်လက်သီးနဲ့နှအုံကိုမိမိရရထိုးချလိုက်ပါတယ်။အဲ့ဒီချက်နဲ့တင်သွေးသွေးတန်းဖြစ်သွားတဲ့လူတန်ကြီးဟာဂုံးဦးလေးကျစ်နေကြတဲအိပ်ဘွားရောက်သွားပြီးပပနဲ့အထိုးခံနေရပါတယ်။သူ့မေရဲ့ဆိုင်ကိုဖြိုကသူ့မျက်နှာပြက်အောင်လုပ်ခဲ့ဘူးတဲ့ကောင်တွေကိုအညိုးတကြီးအားကုန်သုံးထိုးနေတာမို့ဘေးကဝူချင်းကပါဝင်ထိန်ပြီးစိတ်လျှော့ခိုင်းနေရပါတယ်။ဖျုံပြဲရောက်လာတဲ့ဟျောင်းကျူကိုဘာဖြစ်လာတာလဲလို့မေးရင်လူဘလူကြီးကိုကေဘယ်တိုင်နေနဲ့ခြိထားခဲ့လိုက်ပါတယ်။ဟျောင်းကျူလက်ထိတ်ပြန်ခတ်ခဲ့တဲ့ဂျန်တိုကလွတ်မြောက်သွားပြီးပတ်စံတွေရောကလေး3ယောက်ကိုပါမထိမ့်သိမ့်နိုင်ခဲ့ကြောင်းခင်မြောက်ကိထံသတင်းလမ်းပို့ပါတယ်။ခိုင်းထားတဲ့တာဝန်မပြီးရင်စေးတော်မကုနဲ့ဆိုတာကြောင့်ဒုတ်ဓာအစုံနဲ့လူမိုက်တွေကိုစစ်ကူလန်းခေါ်လိုက်ပါတယ်။ပတ်စံတွေအခောက်ခါတဲထုတ်ရင်နေရအမြန်ပြောင်းမှုကြိုးစားနေစဉ်မိကန်တက်တာတွေကပစ္စည်းတွေကျန်နေသေးတယ်ဆိုတာနဲ့ဟျောင်းကျူနဲ့ဝူချင်းကနေခဲ့ပါတယ်။အဲ့ထဲအမြန်မထည့်ပဲဒေါ်လာတွေရွှေတွေကိုတအံ့အော်ဖြစ်နေတဲ့ဝူချင်းကိုဟျောင်းကျူကစိတ်မရှိသွားအော်ဟစ်နေရပါတယ်။ပစ္စည်းအလုံးတည်ယူပြီးနေရာရွှေ့ဖို့ကြိုးစားချိန်မှာတော့ဂင်မြောင်းကြီးလွတ်လိုက်တဲ့လူမိုက်တွေတအုံတမကြီးရောက်ချလာပါတယ်။ထက်တိုးညံကောင်းတဲ့ဟျောင်းကျူကသူမမောင်းတဲ့နောက်လိုက်ခဲ့ရမှာပြီးအခြားထွက်ပေါက်ကဖောက်ထွက်သွားပါတယ်။ငွေနောက်ငန်းမရလိုက်နေတဲ့လူမိုက်တွေကလည်းထက်ချက်မခွာလိုက်နေတာမို့ငွေပြည့်တင်ထားလို့လေးနေတဲ့ဂုံးဦးရဲ့ကားကိုရှေ့ကအရင်မောင်းခိုင်းလိုက်ပြီးဂျန်တိုရဲ့ကားကိုဖျက်ဆီးခဲ့လိုက်ပါတယ်။နောက်ထပ်လူမိုက်ကားတစ်စီးကိုလည်းမှောက်အောင်လုံးနိုင်ခဲ့ပေမဲ့သူတို့ကားပြတ်သွားတာမို့ရွှေအိတ်တွေတဲပြီးရှေ့ကကားစီပြေးရပါတယ်။ဂုံးဦးကကားချိတ်ကမ်းမှာဝူချင်းတို့ထိုင်လို့ရလောက်မဲ့နေရာတစ်ခုရှင်းလင်းပေးပြီးရွှေတွေမနိုင်မနှင်းတဲပြေးနေရတဲ့2ယောက်ကိုစောင့်နေပါတယ်။